တစ်ခွာတွေဘာဖြစ်လို့စိုက်တိုင်းတင်နေရလဲ ဘူးလေ အသိရင်ကိုပြရမယ်ပထမတစ်ချက်ကတော့ရေလောင်းများတာတော့နဲရတော့ဗောနော်ဒုတိယတစ်ချက်ကကျတော့နေအောင်ကြီးမရပါဘောနော်နေအောင်ကြီးမရတာနံပါတ်3အချက်ကကျတော့လေဝင်ချက်မကောင်းတာပေါ့နော်အဲ့3ချက်ကိုပထမတစ်ချက်ချင်းစီပြောရမယ်ပထမတစ်ချက်ကကျတော့ရေလောင်းများနေတာရေလောင်းတဲ့ခါကျကျွန်တော်တို့ကရေလောင်းလဲဆိုတာလောင်းတဲ့ခါလဲဝဝလဲလောင်းပေးရတယ်ဥပမာဒီမှာအုံးနဲ့စိုက်ထားတဲ့ဟာရေပေါ့နော်အုံးနဲ့စိုက်ထားတဲ့ဟာဈေးကွက်ထဲမှာတော့အုံးနဲ့စိုက်တာရေအမြင့်တွဲလောင်းချတဲ့ဘန်နာတို့မူခါတို့တီယမ်မီတို့ရေပြီးလို့ရှိရင်ရင်းရင်းနဲ့စိုက်ထားတဲ့လိပ်ပြတဲ့ခွာတို့ရေအဲ့3မျိုးလောက်ပဲရှိရပါတော့အဲ့တော့အုံးနဲ့စိုက်ထားတဲ့ဟာဆိုလို့ရှိရင်လည်းကျွန်တော်ရေလောင်းမယ်ဆိုလို့ရှိရင်အုံးကိုစိုးအောင်လောင်းပေးရမယ်ဒီလိုရေတွေအော်နဲ့လောင်းမယုံနဲ့မရဘူးပေါ့နော်အုံးကိုရေစိုးအောင်လောင်းပေးရရေစိတ်အုံးကိုရေစိုးဒီစိတ်ဝင်အောင်လောင်းပေးရတယ်လက်မကြီးကို4တန်နဲ့အထိလောင်းပေးရတယ်ပေါ့နော်အဲ့ဒါမှရေဝရလို့ခေါ်တယ်အဲ့လိုယူတနေ့တစ်ချိန်ခုလိုလိုရတယ်ဆိုတနေ့တစ်ချိန်ကြာလေးလောင်းပေးပေါ့နော်ကျွန်တော်ရေပန်းနဲ့ပေးမယ်ဆိုရင်တော့မှရေပုံရေမွားတွေရေပန်းလေးနဲ့ပေးမယ်ဆိုရင်တော့15မိနစ်လောက်ကတော့အချိန်15မိနစ်10လောက်အချိန်ပေးရပါခင်ဗျအဲ့ဒါမှရေဝရလို့ခေါ်ပါတယ်ဒုတိယချက်ကကျတော့နေအောင်ကြီးမရတာပေါ့နော်နေအောင်ကြီးကကျတော့ကျွန်တော်တို့ကအချို့ရေနောက်ဖက်လက်channel မှာရှိရလူတွေရတာပေါ့နော် channel ဝန်းကျင်ရှိရလူကတော့တစ်ခွစင်လေးစောက်နေတယ်အစိမ်းစားမိုးပြီးပေါ့နော်အစိမ်းစားပြင်ကုန်ရတဲ့နေရာမှာအစိမ်းစားလေးမိုးအမိုးနဲ့အပင်ကိုလည်းအနည်းဆုံး9ပေလောက်ချပေးပေါ့နော်နေပြင်းကိုတေသားနေပြင်းပြင်းတို့အစိမ်းစားနှစ်ထပ်မိုးရဖြစ်တစ်ထပ်မိုးရဖြစ်အဲ့လိုမျိုးချိန်ကြီးပေးရမယ်ကျွန်တော်တို့ရန်ကုန်လိုမျိုးပြလို့ပေါ့နော်တိုက်ခန်းနေတဲ့စိုက်မဲ့လူတွေကျတော့အရှိဘက်လက်ဝရဏနောက်ဖက်လက်ဝရဏအဲ့လိုမျိုးစိုက်တင်တယ်တနေ့တော့အနည်းဆုံးနေရကြတော့လိပ်ပြမဟုတ်ပေါ့လိပ်ပြကတော့မနေ့ခင်းနေ9နာရီကနေ9နာရီလောက်ထိပဲဓာတ်ရိုက်နေထိလို့ရတယ်ကျွန်တော်9နာရီကျော်ပိုင်းတော့အဲ့လိုအစိမ်းစားလေးကလာအဆင်ပြေရဲ့ကျွန်တဲ့ဟာတွေဒီခွမျိုးစားလည်းအနည်းဆုံး4နာရီ5နာရီပေါ့နော်အချိန်ရသင့်တယ်ပေါ့နော်ကတလီယာဆိုလို့ရှိရင်နေအောင်ရေကြောင်10နာရီလောက်လိုရတယ်ပေါ့နော်10နာရီကနေ10နာရီထိကရဒီယာလေးနေအောင်ရေလိုအပ်ပါတယ်ခင်ဗျကရဒီယာရေဆိုရင်တော့တနေကုန်ရနေရမှာအစိမ်းစားမိုးပြီးတော့မှစိုက်တင်ပါတယ်နေသူရရှိကြခြင်းကတော့10နာရီကနေ10နာရီလောက်ထိရသင့်တယ်ပေါ့နော်အလင်းအဲ့လိုနေအောင်ကြီးပေါ့နော်ဘန်နာရီဆိုလို့ရှိရင်လည်းနေအောင်ကောင်းကောင်းရမှပွင့်တယ်ဟာအမျိုးသားကြီးပေါ့နော်အဲ့တော့တော့နေအောင်သိမနေအောင်ကိုနေရာကနေအောင်သိမရှိဘူးဆိုရင်တော့လိပ်ပြနဲ့ဘန်နာလေးတွေဆွဲအဒန်ဒရိုနဲ့လိပ်ပြလေးတွေစိုက်တင်တယ်လို့ကြံပေးခြင်းပါတယ်ခင်ဗျာပြီးလေဝင်တက်ကလည်းစကားပြောတယ်လေဝင်တက်အပိုက်အမြင့်နေမှာလို့ရှိရင်ပို့ပြီးတော့မှကျွန်တော်ရန်ကုန်လမ်းမကြီးတိုင်းသွားအင်းစိန်လမ်းမကြီးတိုင်းသွားလို့မရှိရင်အမှတိုက်ဒီမှာလေဒီမှာလဲတန်းတို့အဲ့တကြောကြီးမှာပေါ့နော်အင်းစိန်တကြောမှာဆိုရင်ကျေလို့ရှိရင် runner မှာစိုက်ထားကြပါပေါ့နော်ဖြစ်ထွန်းတယ်ပေါ့နော်အဲ့တော့တိုက်အမြင့်နေမှာဆိုရင်လေဝင်တက်ကောင်းတဲ့ခါကျတော့ပို့ပြီးတော့ဖြစ်ထွန်းပါတယ်ခင်ဗျာနော်အဲ့တော့လေဝင်တက်ကောင်းဟာမယ်ပြောရှင်ကို channel မှာလည်းအစိမ်းစားရတဲ့ကားဟိုဘက်ကလည်းကာဒီဘက်ကကအုံနေရနေဆိုရင်လေဝင်တက်မကောင်းလေဝင်တက်မကောင်းလို့ရှိရင်သူတို့ကပန်းလေးရတိတ်မပြောဘူးပေါ့နော်လေဝင်တက်မကောင်းတဲ့ခါကျတော့မိုးရီကြမယ်အပင်တွေပုတ်ရိမယ်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ခင်ဗျာအားကြောင့်မို့လေဝင်တက်ကလည်းအရေးကြီးပါတယ်ပန်းပွင့်မှုတွေလေโอเคဒီ3ချက်ကိုမှတ်ထားပြီးနော်ကျွန်တော်ရဲ့အကောင့်ကျွန်တော်တို့ရဲ့ page အကောင့်တွေကို like and follow လုပ်ထားပြီးပါအောင်ဗျာနောက်ထပ်အမှလည်းနောက်ထပ်အစီအစဉ်တွေစိုက်နည်းတွေလည်းဗီဒီယိုတင်ပြီးတော့အောင်မယ်ကျေးဇူးများတင်ပါတယ်တတာ